ခန်းချင်းဒီငပိထောင်းခန်းချင်းဒီငပိထောင်းတော့လွယ်လေးပါခန်းချင်းဒီမီးပုတ်တယ်ငပိမီးပုတ်တယ်ရေကြီးစိမ်းမီးပုတ်တယ်ပြီးရင်ဒီဟာလေးတွေအကုန်လုံးရောထောင်းလိုက်ပါတယ်ရေကြီးနဲ့စာရင်းတို့မုံနဲ့ရင်ထောင်းတယ်ပြီးရင်ငပိထည့်ထောင်းတယ်ပြီးရင်ခန်းချင်းဒီထည့်ထောင်းလိုက်တယ်ပေါ့လေဒါတော့ငပိပုတ်ကြတာလေးတွေခန်းချင်းဒီပုတ်ထားတယ်အကုန်လုံးပေါ့ဒါတော့ပိန်းနေဒီဟိုစီလုံးဝမပါဘဲနဲ့ပုတ်ထားတယ်ပိန်းနေဒီပြုတ်တော့ပိန်းနေဒီအမှုကိုပြုတ်တော့မြေကြီးစိမ်းထောင်းခဲ့တယ်မြေပဲဆန်ထောင်းခဲ့တယ်ဒါတော့ပိန်းနေဒီအမှုတုတ်ထားစားလို့တော့တကယ်ကောင်းပါလေမြေပဲဆန်လေးနဲ့ဆိုတော့ဒီခန်းချင်ဒီထောင်းနဲ့ပိန်းနေဒီတုတ်နဲ့ဆိုတော့ကျွန်တော်တို့အညာဒေတာရဲ့အကြိုက်လေမနှက်စာလေးတွေပေါ့ရတဲ့မနှက်ပိုင်းရတဲ့ဆင်းနဲ့ပေါင်းနေပါတယ်ထိုးတယ်မြုပ်ခင်းတို့နှမ်းခင်းတို့ပေါင်းထိုးတယ်ဆိုဒီလိုလေးတွေခင်းရှင်ရခင်းရှင်ရကျွေးတာပေါ့လေသမင်းနဲ့ဒါဆိုရင်အရင်ကောင်းပါတယ်စားကြပါဦးလို့ဖိတ်ခေါ်ပါတယ်ဒါကတော့ပိန်းနေဒီတုတ်ဒါကတော့ခန်းကျင်ဒီကပိထောင်းလေးပါအားလုံးစားကြပါလို့